ကျွန်တော်မမြင်တဲ့အရာတစ်ခုကိုမတော်တဆမြင်လိုက်မိတဲ့အခင်အနေရခက်တာကိုဖုံးကွယ်ကိုမျက်စိကိုပွတ်တိပွတ်တလှုပ်လိုက်မိတယ်အဲ့ဒါကိုသခင်ကတတိထားမိထွားလို့ကျွန်တော်လဲလမ်းမှာဖြတ်လာခဲ့တဲ့တစ်ပင်ကြီးကိုယိုတီဂါရဝပြုနေတာပါဆိုပြီးချက်ချင်းပဲအလင်းညာတစ်ခုလုတ်ကြံပြောလိုက်ရတာပေါ့အန်အောဖို့ကောင်းတာကသူတို့ကအဲ့ဒါကိုယုံသွားကြတာဗျာဒါပေမဲ့ဆက်စုချင်းတဲ့စိတ်ကမပြီးသေးဘူးခိုးကြည့်ပြန်ရောအဲ့ဒါကိုဖုံးဖို့ခေါင်းကိုကုတ်ပြလိုက်ရသေးလေသခင်ကဘာဖြစ်တာလဲလို့ထပ်မြင်ရောကျွန်တော်လဲတစ်ခုပြီးတစ်ခုရှောက်ပြောတော့တာပေါ့အခုနဖြစ်လာတဲ့လမ်းဟာဗုဒ္ဓမြတ်စွာဘုရားကြွချီတော်မူခဲ့ဘူးတဲ့လမ်းဖြစ်တယ်ဆိုပြီးအာပေါင်အာရင်တန်တန်နဲ့လိန်လိုက်ပြန်တယ်သူတို့ကတော့ဘာမှမရိပ်မိပဲယုံနေတော့ပဲဒါကိုကြည့်ပြီးကျွန်တော်ကိုတော်လန်လှကြည့်လားဆိုပြီးခိုးပြုံးမိတာပေါ့သူတို့ကိုပို့ဆောင်ပေးပြီးတဲ့နောက်မှာတော့သခင်ကြီးရဲ့ဇင်ခံကားကြီးကိုစီးပြီးရွာကိုကြွားကျင်တာနဲ့မောင်းပြန်လာခဲ့တယ်အိမ်နီးနားချင်းတွေငေးကြည့်နေတာကိုမြင်တော့ကျွန်တော်ဟာလောကကြီးရဲ့အထက်ဆုံးကိုရောက်နေတယ်လို့ခံစားလိုက်ရတာဒါပေမဲ့ကျွန်တော်အဖွာကတော့အိမ်ကိုပတ်စံမပို့လို့ဆိုပြီးစူပါလေရောပတ်စံထုတ်ပြလိုက်တော့မှမျက်လာကဝင်းပါသွားပြီးချက်ချင်းပဲအိမ်တောင်ချပေးဖို့စီစဉ်တော့တာပဲဒါဟာကျွန်တော်အဖေနဲ့အကိုတို့လိုပဲကျွန်တော်ကိုရွာမှာတသက်လုံးပိတ်လောင်ပြီးသူမအတွက်ပတ်စံရှာခိုင်းမဲ့ထောင်းကြောက်ဆိုတာကျွန်တော်သိနေတယ်ကျွန်တော်လည်းဒေါသထွတ်ထွတ်နဲ့မြို့ကိုပြန်တက်ပြီးကားပဲဆက်မောင်းနေလိုက်တော့တယ်